ခါကကောင်းကင်ဘုံနဲ့မြေကဘာကြားကကြောက်တုံးတုံးကနေထူးဆန်းစွာနဲ့ညံကောင်းပြီးတတိရှိတဲ့မြောက်ကလေးစွန့်ဦးခုံမွေးဖွားလာခဲ့တဲ့သူဟာတာမန်မြောက်မဟုတ်ပဲပညာရဲ့မျိုးစုံကိုအလွယ်တကူတက်မြောက်နိုင်တဲ့ပါရမီရှင်တဦးဖြစ်လို့တောတောင်တွေကြားကမော်ဆရာကြီးထံမှကိုရောင်ဖြောင်းကြီးဒလိန်တုံးစီးနီးနဲ့အသွင်82မျိုးပြောင်းလဲနိုင်တဲ့ထူးဆန်းတဲ့အပည့်မြင်အစွမ်းတွေကိုတွားရောက်တင်ယူခဲ့တာပေါ်ပညာဆုံးလို့မိမိရဲ့ပန်းတီတတိတောင်စီပြန်ရောက်လာတဲ့အခါမှာတော့စွန့်ဦးခုံဟာသူ့ရဲ့မြောက်တပ်ဖွဲ့တွေကိုကာကွယ်ဖို့အတွက်လက်နက်ကောင်းတစ်ခုလိုအပ်နေတာကိုသတိပြုမိသွားတယ်။ဒါကြောင့်သူဟာပင်လယ်နဂါမင်းရဲ့နန်းတော်အောက်ခြေအထိဆင်းသွားပြီးပင်လယ်ပြင်ကြီးကိုငြိမ်သက်အောင်ထိန်းထားရတဲ့အလေးချိန်တန်ပေါင်းများစွာရှိတဲ့ရွှေတုပ်ကြီးကိုသူ့ရဲ့အစွမ်းနဲ့တင်းငယ်အောင်လုပ်ပြီးအပိုင်စီးလူယူခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းနတ်ပြည်ကနေနှင်ထုတ်ခံထားရတဲ့ရီမန်းချက်ကြီးပြီးကောက်ချစ်တဲ့နွားဘရင်ရှိနေခဲ့တယ်။သူဟာနတ်ပြည်ကိုပြန်လဲသိမ်းပိုက်ပြီးတိကျမင်းကိုယာရုကချဖို့အတွက်အခွင့်အရေးချောင်းနေသူပါနွားဘရင်ဟာစွန့်ဦးခုံရဲ့မတရားပြင်းထန်တဲ့အစွမ်းတွေကိုမြင်တွေ့သွားတဲ့အခါစွန့်ဦးခုံကိုအသုံးချဖို့အတွက်မဟာမိတ်အဖြစ်ဟန်ဆောင်ပြီးအယုံသွင်းဆက်ဆံပါတော့တဲ့နွားဘရင်ရဲ့လှည့်ကွက်တွေကြောင့်စွန့်ဦးခုံဟာနတ်ပြည်ကိုရောက်ရှိသွားပြီးနတ်မြင်းထိန်ဘဝကနေကောင်းကင်ဘုံရဲ့နတ်ဆေးဥယျာဉ်တွေကတက်ရှိနတ်မတ်မွန်သီးတွေကိုခိုးယူစားတောက်မိပြီးခန္ဓာကိုယ်ကအစွမ်းတွေတိုးပွားလာခဲ့တယ်။ဒါကိုတိကျမင်းကသိရှိသွားပြီးစွန့်ဦးခုံကိုမိဖို့ကြီးတဲ့ထည့်ပြီးအပြစ်ပေးခဲ့ပေမဲ့စွန့်ဦးခုံကတော့မတည်တဲ့အပြင်ပုံမစွမ်းအားကြီးတဲ့ရွှေမျက်လုံးအစွမ်းကိုပါရရှိပြီးထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။အခြေအနေတွေရှုပ်ထွေးနေတော့မှာပဲကောက်ချစ်တဲ့နွားဘရင်ဟာစွန့်ဦးခုံရဲ့ဇာတိမြေဖြစ်တဲ့ပန်းတီတတိတောင်ကိုမိစ္ဆာတပ်ဖွဲ့တွေလှုပ်ပြီးမိရှုဖျက်ဆီးပစ်လိုက်ပါတယ်။ထို့နောက်စွန့်ဦးခုံကိုဒါဟာနတ်ပြည်ကတိကျမင်းလှုပ်လိုက်တာလို့မဟုတ်မမှန်လိမ့်ညာပြောဆိုပြီးနတ်ပြည်ကိုတွားရောက်ကလက်စားချေဖို့တွေးထိုးလှုပ်ဆော်လိုက်ပါတော့တဲ့ဒေါသအမျက်ချောင်းချောင်းထွက်သွားတဲ့စွန့်ဦးခုံဟာသူ့ရဲ့ရွှေတုပ်ကြီးကိုကင်ဆောင်ပြီးနတ်ပြည်ရဲ့တကားမကြီးကိုရိုက်ချိုးကကောင်းကင်ဘုံတစ်ခုလုံးဖျက်ဆီးသွားအောင်ဝင်နောက်ဖျက်ဆီးပါတော့တဲ့နတ်စစ်ပြီးတော့ထောင်တောင်းချီပြီးစင်လုံးကောင်းကိုဝိုင်းဝန်းတိုက်ခိုက်ပေမဲ့ဘယ်သူမှမရှင်နိုင်ပဲနတ်နန်းတော်ကြီးတစ်ခုလုံးပြိုကျပျက်စီးလူနီးပါဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့စွန့်ဦးကောင်းနဲ့တိကျမင်းတို့ထိတ်တိုက်တွေ့ဆုံပြီးစစ်ပွဲဖြစ်ပွားနေတဲ့အချိန်မှာပဲနောက်ွယ်ကတစ္ဆာဖောက်နွားဘရင်ကသူ့ရဲ့မိစ္ဆာတပ်ဖွဲ့ကြီးကိုဦးဆောင်ပြီးနတ်ပြည်ကိုတိမ့်ပိုက်ဖို့ပေါ်ထွက်လာပါတော့တယ်အဲ့ဒီအချိန်ကျမှစွန့်ဦးခုံဟာမိမိအနေနဲ့နွားဘရင်ရဲ့လှည့်ကွက်ထဲမှာကစားစရာရုပ်သေးရုပ်လိုအသုံးချခံလိုက်ရပြီးမိမိကြောင့်နတ်ပြည်ရောမြေကဘာပါပျက်စီးတော့မယ်ဆိုတာကိုသဘောပေါက်ပြီးနောက်တရသွားခဲ့ပါတယ်နောက်ဆုံး climax တိုက်ပွဲကြီးမှာတော့စွန့်ဦးခုံဟာတိကျမင်းဘက်ကနေရက်တီပြီးကဘာကြီးကိုဖျက်ဆီးဖို့ကြိုးစားနေတဲ့အေယာမနွားရိုင်းကြီးအသွင်ပြောင်းလဲသွားတဲ့နွားဘရင်ကိုသူ့ရဲ့ရွှေတုပ်အစွမ်းမျိုးစုံနဲ့ပြန်လဲတိုက်ခိုက်နှိမ်နင်းပါတော့တယ်နွားဘရင်ကိုအပြည့်ရှင်လူလောက်ကိုကျူးလွန်ခဲ့တဲ့အမားတွေအတွက်ပြစ်ဒဏ်အနေနဲ့ရက်စော်ဖျားရှင်ရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပြီး900တီတောင်အောက်မှာအကျဉ်းချခံလိုက်ရကနောက်တစ်ချိန်တရားပြန်ပွားဖို့အတွက်ဖျားဘူးသွားမဲ့တန်ဃာတော်တစ်ပါးကိုစောင့်ကြိုရမဲ့တမိုင်းမတိုင်တဲ့အတူဇလန်းလေးပြီးဆုံးသွားပါတော့တယ်